ဒီနေ့ညဘုန်းကြီးတို့ခေါ်မဲ့တရားဓမ္မရုစီယတာမဏေတဲ့ကိုရင်လေးဘွဲကဓမ္မရုစီယတဲ့ဘွဲပါတယ်လေဓမ္မရုစီယတာမဏေရဲ့ဘဝခရီးကိုတရားရှိတဲ့စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ဘုန်းကြီးတို့ပြောပြမှာဖြစ်ပါတယ်အဲ့ဒါကိုဘုန်းကြီးကတရားကောင်းစဉ်လေးပေးထားတဲ့ပရိသတ်ရဲ့မျောခြင်းမျောပါစေမမြုပ်ပါစေနဲ့တဲ့ဗာတရားသူစေတံတတပုံညလက္ခဏံတိဣမံဓမ္မဒေသနံတထာစေတဝနေဝိဟရံတောဓမ္မရုစီယသာမဏေရံအာရဘကထေတိသူစေတံတတပုံညလက္ခဏံတိဣမံဓမ္မဒေသနံသူစေတံတတပုံညလက္ခဏာစရှိသောဣတရားဒေသနာတော်များကိုတထာလူနတ်တို့ဆရာဖယားများစွာကဇေတဝနေဇေတွန်ခေါ်ကြောင်းတိုက်တော်မှာဝိရံတောယပထလေးလေးဖြင့်မြတ်ကြီးရွှင်ပြုံးတည်သုံးဆံပဲတော်မူနေစဉ်ခါကာလစီတုံးကဓမ္မရုစီယတာမဏေရံဓမ္မရုစီယလို့အမည်ရှိတဲ့9နှစ်သာမဏေလေးကိုအာရဘအကြောင်းပြု၍ကရေတိကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူခဲ့ပါပေသတည်းမြတ်စွာဘုရားတာဝတိပြေမွန်ဇေတွန်ခေါ်ကြောင်းတိုက်တော်မှာယပထလေးလီဖြစ်မြညီရွှင်ပြုံးသတင်းသုံးနေစဉ်တဲ့ကိုရင်လေးတစ်ပါး9နှစ်အရွယ်ပဲရှိသေးတယ်ဘွဲကဓမ္မရုစီယတဲ့ဘယ်သူတဲ့လဲမြတ်စွာဘုရားရှင်ကိုရောမြတ်သတင်းသုံးနေတဲ့ခန္ဓာကိုယ်ဒီကျောင်းတော်တကားသွားခောက်တယ်ဘုရားကတကားအသာလေးစီထားတာအဲ့ဒါတကားသွားခောက်တော့မြတ်စွာဘုရားကတကားဖွင့်ပေးတယ်ကိုရင်လေးကကျောင်းထဲဝင်လာပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုရွတ်သေးသွားရှ िख ိုးပြီးတဲ့အခါကျတော့ဘုံ6ပါးတခင်ဘုရားရှင်ကိုရောမြတ်ကိုလက်အုပ်ချီမောရှ िख ိုးပြီးတော့သူစေတံဝတ္တပုံညလက္ခဏံသူစေတံတတ္တပုံညလက္ခဏံပတိပုံပေနဝိသုဒ္ဓပစ္စယံအဟမေဇာသုပိခဏံဝတ္တတဝပါတာမိနိရုပမဝေကဟံဗန္နေဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတတ္တပုံညလက္ခဏံအယာမကသောဘုံလက္ခဏာလည်းရှိတော်မူသောပုဗ္ဗေရှိဘဝ၌ဝိသုဒ္ဓပစ္စယံစင်ကြယ်သောအကြောင်းကံရှိတော်မူသောမြတ်စွာဘုရားကိုအတ္တတနံမဖူးမြင်ရခြင်းသည်သူစီရန်အချိန်ကာလအတော်ပင်ကြာမြင့်ခဲ့ပါပြီမြတ်စွာဘုရားအဟံဘုရားတပည့်တော်ဓမ္မရုစီယသာမဏေလေးသည်ဣဇာယခုဘဝကြာမှတဝါရှင်တော်မြတ်ဘုရားကြီးရဲ့နိရုပမံမနိုင်ရှင်နိုင်သောဝိက္ခဟံကိုတော်မြတ်ကိုပတ္တမိတပိတော်ဖူးမြင်ရပါတော့တယ်ဖယားတန်တတနံထိုကဲ့သို့ဖူးမြောရခြင်းသည်ဝတ္တစေစေဧကံအမှန်အဖြစ်သူပခဏံကောင်းသောဖူးမြင်ရခြင်းဖြစ်ပါတယ်ဖယားလို့အဝစာရွှေနတော်ကြအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော့တည်းဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတဲ့ရှင်ဘုရားကိုတပည့်တော်မဖူးမြင်ရတာအချိန်ကာလအကြာကြီးပဲဘုရားမြတ်စွာဘုရားဇေတဝန်ကျောင်းထဲမှာတည်သုံးနေတာဒီကိုရင်လည်းပဲဒီဇေတဝန်ကျောင်းထဲမှာရှိနေရဲ့သားနဲ့ဒီကိုရင်ကဘုရားလာမဖူးပဲနဲ့ဘယ်မှာရှောက်ဆော့နေတာတုံးလို့ဒီလိုမေးစရာရှိတယ်မဆော့ပါဘူးဘုရင်တိုင်ကိုရင်လေးကယဟန္တာကိုရင်ကပါလေယဟန္တာကိုရင်
အခုဘဝကို तू ရှောက်နေတာမဟုတ်ဘူးလွန်ခဲ့တဲ့ဘဝကို तू မြတ်စွာဘုရားကိုရှောက်ပြနေတာစေတကာလံသမင်္ဂီတောတရားအဝိနာထောပုဏ္ဏန္တရံစေတံပုဏ္ဏရေဇသမဂတောတရားနာခိနာတန္တိကတာနိဂေါဓမာဂေါဓမာနွယ်ဘွားရှင်တော်မြတ်ဖရာမေယဖရာတပိတော်ဓမ္မရုစီယသာမဏေလေးဒီကတရားရှင်တော်မြတ်ဖရာကြီးနဲ့စိတ္တကာလသမင်္ဂီတော်အချိန်ကာလကြာမြင့်စွာပေါင်းဖော်ခဲ့ဘူးပါတယ်ဖရာပုဏ္ဏတပံအန္တရံဘဝရဲ့အလဲမှာတော့စိတ္တံကြာမြင့်စွာအဝိနာထောကွယ်ကွင်းကွယ်ကွာခဲ့ရပါတယ်ဖရာဣဇာယခုပုဏ္ဏနောက်ထတပံမယဖရာတပည့်တော်သည်တရားရှင်တော်မြတ်ဖရာကြီးနဲ့သမာဂတောပေါင်းဆောင်ခဲ့ရပြန်ပါပြီဖရာဂေါတမနွယ်ဘွားရှင်တော်မြတ်ဖရာဟိတေဇံတပည့်တော်လျှောက်ထားတဲ့စကားသည်မှန်လာပါတယ်ဖရာကတာနိတပည့်တော်ပြုလုပ်ခဲ့ညာနှစ်ပါးသောကောင်းမကောင်းကံတရားတို့သည်နာနာတန်တိမပြောင်းမပြဲပဲတပည့်တော်နောက်သို့လိုက်ပါခဲ့ပါပေပြီဖယားကိုရင်လေးကသူ့ဘဝကိုသုံးပိုင်းပိုင်းပြီးတော့သူ့ဘဝဖြစ်စဉ်ကိုမြတ်စွာဘုရားကိုလျှောက်တယ်တဲ့ဘဝကိုသုံးပိုင်းပိုင်းလိုက်တယ်ဘဝဘယ်နှပိုင်းပိုင်းဘဝရဲ့အစဘဝရဲ့အလယ်ဘဝရဲ့အဆုံးမြတ်စွာဘုရားတဲ့တပည့်တော်ရဲ့ဘဝအစမှာရှင်ဘုရားနဲ့တပည့်တော်အကြာကြီးပေါင်းသိမ့်ခဲ့ဘူးတဲ့ဘုရားတဲ့ဘဝရဲ့အလယ်မှာရှင်ဘုရားနဲ့တပည့်တော်ကိုယ်ကွင်းခွဲခွာသွားရတယ်တဲ့အခုဘဝအဆုံးမှာရှင်ဘုရားနဲ့တပည့်တော်ပြန်ပြီးတော့တွေ့ရတယ်ဘုရားလို့ကိုရင်ကလာလျှောက်တာမြတ်စွာဘုရားကိုအဲ့တော့ဒီကိုရင်နဲ့မြတ်စွာဘုရားဘယ်မှာဆုံမှုတုံးဆိုရင်ပြေးတတ်ရဲ့လေးသင်္ချေနဲ့ကဘာတသိဘယ်လောက်လဲပြောလေးသင်္ချေနဲ့ကဘာတသိထက်မှာပြေးတတ်ရဲ့ပွင့်တော်မူသွားတဲ့ဘုရားကဒီပင်ကရာဘုရားဘာဘုရားလဲဒီပင်ကရာမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူစဉ်ကာလဘုန်းကြီးတို့ဘုရားအလောင်းတော်ကအဲ့ဒီတုန်းကသူ့မေတာတထေသာဘာတထေသာအလောင်းတော်ကြီးကအဲ့ဒီဘွားကသူ့မေတာဟောဒီကိုရင်လေးကဘုရားအလောင်းတော်နဲ့တငယ်ချင်းမေဃတထေတဲ့သူလည်းတထေပဲအဲ့ဒီဘွားကတော့တငယ်ချင်းနှစ်ယောက်အလွန်ချစ်ကြတယ်သူ့မေတာနဲ့မေဃဘယ်သူနဲ့ဘယ်သူလဲသူ့မိတာကဖယားအလောင်းသူ့မိတာကဘာလဲအဲ့ဒီမေဃလူလင်ကကိုရင်လေးအလောင်းတကယ်ချင်းနှစ်ယောက်တထေးတွေရမဝတီပြည်မှာအဲ့ဒါဘုန်းကြီးတို့ဘုရားအလောင်းတော်ရဲ့ဗုဒ္ဓဝင်ဇာလံအကျဉ်းကိုဘုန်းကြီးအတူချုပ်ပြီးတော့ပြောမယ်ပရိသတ်ရေဘုရားအလောင်းတော်သူ့မိတာသည်ရှိတဲ့စီဝါဥစ္စာတွေအကုန်လုံးစွန့်ပြီးတော့ဓမိကတောင်မှာယသိဝက်နဲ့တရားနှလုံးကျင့်သုံးနေတယ်တဲ့သူ့မိတာယသိဘာယသိလဲသွားနေတဲ့တောင်ကဓမိကတောင်နဲ့ဘာတောင်နဲ့လဲဓမိကတောင်ကြီးမှာကျောင်းသင်္ကန်းလေးဆောင်းပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်သူ့မိတာယသိကတရားနှလုံးကျင့်သုံးနေတာအဲ့ဒီမှာအဘိညာဉ်တွေရတယ်တနေ့တော့ဗြဟ္မဝတီမြို့တွင်ကိုဘုရားလောင်းတော်ယသိကြွလာတဲ့အခါကျတော့ဗြဟ္မဝတီပြည်သူပြည်သားတွေဘာလုပ်နေကြတုံးဆိုတော့လမ်းပြင်နေကြတယ်ပရိသတ်ရေဘာလုပ်နေလဲဒီဗုဒ္ဓဝင်ဟာဘုန်းကြီးတို့ပရိသတ်သိပြီးသားသို့တော်လည်းပဲဇန်လန်းဆက်မိအောင်လို့ဘုန်းကြီးပြောနေတာလမ်းပြင်နေတဲ့အခါကျတော့ဘုရားလောင်းတော်ယသိကမေးတယ်ဟာတခါတို့ဘာလုပ်နေလဲလမ်းပြင်နေတဲ့ယသိလေးဘာဖြစ်လို့ပြင်တာလဲဒီပင်ကရာဖယားနဲ့သင်္ဃာတော်တွေမနေ့ပြင်ကမနေ့ဆွမ်းခံကြွားမလို့အဲ့ဒါကြောင့်မို့လို့မကောင်းတဲ့လမ်းတွေကောင်းအောင်နှိမ့်နေတဲ့လမ်းတွေညီသွားအောင်
ကျုပ်တို့ပြင်နေတာဟာဒီပင်ကရာမြတ်စွာဘုရားနဲ့သင်္ဃာတွေကြွားဖို့လို့လမ်းပြင်နေတယ်ဆိုရင်ငါလည်းကုသိုလ်ဝင်ယူမယ်တက္ကကြီးတို့ကျုပ်ကိုလည်းပဲတဏှာလေးပေးပါဗျာကျုပ်ကုသိုလ်လိုချင်လွန်းလို့ပါဆိုတော့အဲ့ဒါနဲ့လမ်းပြင်တဲ့လူတွေကဟေးသူမေတာယသိဟာဓမိကတောင်းချေမှာတရားနှလုံးကျင့်သုံးနေတာအဘိညာဉ်သမာပတ်တွေရထားတဲ့ပုဂ္ဂိုလ်တကိုးရှိတဲ့ဘာရှိတယ်လဲတကိုးရှင်ကိုတို့ကလမ်းပြင်တဲ့နေရာမှာတို့မပြီးနိုင်တဲ့ဘွက်အိုင်ကြီးရှိတယ်အဲ့ဒီရွှွန့်ဘွက်အိုင်ကြီးကိုသူ့ကိုပေးလိုက်မယ်သူပေးလိုက်ရင်သူတကိုးနဲ့သူပြင်အခုပြီးသွားမှာဆိုပြီးတော့အဲ့ဒီမှာလမ်းပြင်တဲ့လူကြီးတွေတိုးတိုးနဲ့တိုင်ပင်ပြီးတဲ့အခါကျတော့ဘုန်းကြီးတို့ဘုရားအလောင်းတော်ကိုဘယ်နေရာပေးတော့ဆိုတော့တခါနဲ့ရွှွန့်နေဘွက်တွေထူတဲ့နေရာကိုဘုရားအလောင်းတော်ကိုပေးလာရောသူတို့ထင်တာကတကိုးနဲ့ဟိုက်ဆလောင်းဆိုရင်အခုပြီးမယ်လို့သူတို့ကထင်နေတာဘုရားအလောင်းတော်ကအဲ့ဒီလိုမလုပ်ဘူးကိစ္စမရှိဘူးဒီနေရာကငါအတွက်ဟုတ်တယ်ယသိအတွက်ဒီနေရာကောင်းပြီပေါတူးပေးတောင်းပေးဆွဲပြီးတဲ့အဲ့ဒါပေါတူးတွေတောင်းပြီးတော့ဘာတကိုးအိဋ္ဌိပါမှမသုံးမဲနဲ့မြေကြီးပေါက်တောင်းတဲ့ထဲထမ်းဖို့မြေကြီးပေါက်တောင်းတဲ့ထဲထမ်းဖို့နဲ့အဲ့ဒီလိုဖို့ရင်နဲ့ဟိုမှာလူတွေကသူတို့လမ်းသူတို့ပြင်လို့ပြီးလို့ပြန်ကုန်ပြီဘုန်းကြီးတို့ဘုရားလောင်းတော်ကလမ်းပြင်လို့မပြီးသေးဘူးတညလုံးပြင်တာမနဲ့မိုးလင်းလို့ဒီပင်ကရာဘုရားနဲ့သင်္ဃာတော်တွေကြွတာကျေးဇီးတန်လဲကြားလဲကြောက်ပေးတဲ့လမ်းကပြင်ဖို့လို့တလန်လောက်လိုသေးတယ်တဲ့ဘယ်လောက်လိုတယ်လဲရွှွညွန်ဘွက်အိုင်ကြီးတလန်လောက်ကျန်းနေတယ်တညလုံးဖို့တာအဲ့ဒီလမ်းကိုအဲ့ဒါတလန်လောက်ကျန်းနေတဲ့အခါကျတော့ဘုရားလောင်းတော့တကူရှိတာပဲဟိုက်ပြီးသေးဆိုအခုပြီးလို့ရတယ်မလုပ်ပါဘူးအဲ့ဒီလိုမလုပ်ဘူးငါရဲ့ကာယဌာနခန္ဓာကိုယ်လုံအားပေးပြီးတော့ငါလုပ်တဲ့အလုပ်ဘာတကူမှမသုံးဘူးကဲဘုရားနဲ့သင်္ဃာတွေလည်းကြွလာပြီဘယ်လိုလုပ်မလဲဒီမှာပြင်လို့လည်းမပေးဘူးကိုက်ဖြည့်ချင်တာဖြင့်ငါခန္ဓာကိုယ်ကိုဘွက်အိုင်ထဲမှာအလျားမှောက်ပြီးတော့တရားခင်းပေးမယ်ဆိုပြီးတော့ဘာပြောကောင်းမလဲဘွက်အိုင်နဲ့တခါတည်းမှောက်ရတို့ကြီးအဲ့ဒီမှာတရားခင်းပေးလိုက်တာဒီနေရာမှာစဉ်းစားစရာရှိတယ်ဘုန်းကြီးတို့ပြည်တိုက်ဒီပင်ကရာမြတ်စွာဘုရားနောက်ကပါလာတာတန်ခါတသိန်းပါလာတယ်တန်ခါဘယ်လောက်ပါလဲတပားကိုခြေတလှမ်းပဲနင်းအောင်တော့တန်ခါတသိန်းတက်နေအဲ့ဒီရသေးသေလို့ရတယ်သေနိုင်လားမသေနိုင်ဘူးလားသေရင်သေပြီစေဇီဝိတဒါနအသက်ပါလှူမယ်ဆိုပြီးတော့အဲ့ဒီမှာဘွက်အိုင်နဲ့တခါတည်းအလျားမောက်ပြီးတော့ခင်းတော့မှဒီပင်ကရာမြတ်စွာဘုရားကသူ့ထိတ်မှာရပြီးတော့အဲ့ဒီမှာဘာလို့တုံးဆိုတော့ဘုန်းကြီးတို့ပြည်သားတူပြောဆိုအဲ့ဒီမှာဖယားဖြစ်ဖို့လို့ဗျာဒိတ်ပေးတာဘာဖြစ်ဖို့လို့ဗျာဒိတ်ပေးတာလဲဖယားဖြစ်ဖို့လို့အဲ့ဒီမှာဗျာဒိတ်ပေးတာဟိုကဖယားစုပန်တာအဲ့တော့ရမဝတီမြို့ထဲမှာဘာတွေသတင်းတွေပြန့်နေတုံးဆိုတော့ဟာသူမေတာယသိဘွဲအိုင်ထဲမှာမှောက်ရတို့ကြီးတရားခင်းပေးတယ်တဲ့
ဒီနေ့ညဘုန်းကြီးတို့ခေါ်မဲ့တရား